အားလုံးပဲမင်္ဂလာပါဒါတော့တူတာ1 GT ကိုကျွန်တော် alternator လဲတော့ဗောနော် alternator dynamo ကို dynamo လဲတဲ့အခါမှာ alternator ဒီမှာဗျဒီမှာထိုင်လာတာကိုဒီမှာကျွန်တော်တော်တာဘာရှိတော်တာဘာနဲ့ဒီမှာ pipe တွေပြေးလာရှိရဲ့ဒီ pipe တွေရင်ဖြုတ်တယ်ဖြုတ်ပြီးဒီတော်တာဘာကိုဒီကောင်ချက်တယ်မာတယ်ဗျမာတယ်ကျွန်တော်နောက်ကနေပြီးတော့ဟိုဟာထည့်တယ်ဒီကျွန်တော်တို့ဒီ web လည်းအပြားတီးတီးထည့်ပြီးတော့ဒီဘာစီပါကျွေးတယ်တော့ပြန်ထွက်တာလွယ်တယ်ပေါ့နော်ဒီတိုင်းအလိုမျိုးဖြုတ်တယ်ဖြုတ်ပြီးတော့ရင်ကျွန်တော်ဒီစတီယာရန်ပန်ကိုဖြုတ်ပါတယ်ဗျာစတီယာရန်ပန်ဒီထဲမှာစတီယာရန်ပန်နောက်ကိုဖြုတ်ကုန်နောက်ကနှလုံးပဲရှိတယ်ဒီစတီယာရန်ပန်ပူလီတွေကနေပြီးတော့ကျွန်တော်တို့ဟိုပန်ပူလီဒီအပေါက်ကနေပြီးတော့လမ်းဖြုတ်လိုက်ဝင်နှလုံးဒီနှလုံးဖြုတ်လိုက်အောင်ပဲပြီးရင် alternator dynamo မှာနှလုံးဒီကောင်ရဲ့ဒီကောင်နှလုံးဖြုတ်လိုက်အောင်ပါပဲဖြုတ်ပြီးတော့ဒါနည်းနည်းတော့လက်ဝင်နေပြန်ကျွန်တော်ဝါယာကျိုးကြီးပါဆိုကျွန်တော်ဒီကောင်ဆိုရင်တော်တော်ဖြုတ်လို့မရတာအပေါင်း main ကျိုးသွားတာစတက်တာမလာနဲ့ join main ကျိုးသွားတာကောင်ဒါပေမဲ့ဒီအရင်မဖြုတ်ခင်အရင်ဆုံးဒီ battery minus ကိုရင်ဖြုတ်တော့ဗောနော်ဖြုတ်ပြီးတော့မှဒါကြော dynamo လဲတာကိုလောက်ရတာဗျဒါကျွန်တော် battery လဲမှာမလို့တော့နှစ်ခုလုံးဖြုတ်ရတာဒီတော့ minus ဖြုတ်ဝင်ရပြီဒီမှာအဟောင်းနဲ့တက်ကဒီမှာပါဗျာအဟောင်းနဲ့တက်ကဗီဒီယိုကဒီကျွန်တော်တိပလောက်ပါဘောနော်ကျွန်တော်ဗီဒီယိုရှာကြည့်တာနည်းတယ်ဒီ 1K ဒီ alternator လဲတာနည်းတဲ့ခါကျတော့အဲ့ဒါလေးရိုက်ပြီးတင်လေးတာဗျတခြားဘာမှမဟုတ်အားလုံးနေကောင်းချမ်းသာချမ်းသာလောက်ကန်နေစင်ကြပါစေကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်